အခု line ပေါ်မှာအရန်ခက်စားနေတဲ့အိန္ဒိယဆိုစီလေးအဲ့ဒီဟာလေးကအနံ့လဲလုံးဝမနံဘူးမွမွေးလေးရယ်ပြီးလို့ရှိရင်သူကအမိုးနီးယားလည်းမပါဘူးပေါ့နော်အဲ့ဒီအတွက်ကစိတ်ချလက်ချလဲသုံးလို့ရတယ်အဲ့ဒါလေးကကြတော့ဒီဟာလေးပါဒီဟာလေးဆိုလို့ရှိရင်အခုအရန်လဲလူကြိုက်များနေတယ်ပေါ့နော် reset လည်းအရန်ကောင်းတယ်မမို့လဲဆိုင်မှာကိုတိုင်းဒါ3ပေးပြီးပြီပေါ့နော်အဲ့ဒီအတွက်မလို့ဒါလေးကအဆင်ပြေလို့မမို့ကလည်းဒါလေးကိုရောင်းပေးတာပါအဓိကကဒါဘယ်သူတွေအတွက်လဲဆိုတော့အဖြူဖုံးကျင်တဲ့သူတွေအတွက်ပေါ့နော်အဖြူလဲဖုံးကျင်တဲ့ကာလာလဲမပေါ်ကျင်ဘူးဆိုရင်ဒါလုံးဝကိုကွက်တီပဲသိလားအနက်လိုမဲမဲကြီးလဲဖြစ်မနေဘူးကာလာလိုလဲအယောင်နေအရန်ထွက်မနေဘူးပေါ့နော်အဲ့တော့ဒါကအရန်ကိုအဆင်ပြေတယ်လူငယ်ပိုင်းလဲအဆင်ပြေတယ်လူကြီးပိုင်းဆိုလို့လဲအဆင်ပြေတယ်ပေါ့နော်တကယ်လို့ကိုကအဖြူလဲဖုံးကျင်တဲ့ကာလာပေါ်ကျင်တဲ့အညိုအဖျော်လေးပေါ့နော်အညိုအဖျော်လေးဆိုင်မှာဆိုလို့ရှိရင်တော့အညိုအဖျော်လေးလာပြီးတော့စိုးလို့ရပါတယ်ဒါကာလာပေါ်ကျင်တဲ့သူတွေအတွက်ပါကာလာမပေါ်ကျင်တဲ့သူတွေကကြတော့ဒီဥစ္စာလေးနဲ့ပဲအဆင်ပြေတယ်ပေါ့နော်အဲ့တော့တကယ်လို့ကိုလိုချင်တဲ့အထုပ်ကလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းလာပြီးတော့မမှုစီမှာ order တင်ထားလို့ရပါတယ်နော်လက်လီလက်ကားဒါလေးကိုဝယ်လို့ရပါတယ်မမှုကတော့ထုပ်ကို4000နဲ့ပဲရောင်းပေးပါတယ်လက်ကားလိုချင်တဲ့လူတွေလည်းလာပြီးတော့မမှုစီမှာယူလို့ရပါတယ်နော်သူကသပင်ပါတဲ့လူဆိုလို့ရှိရင်တော့တစ်ထုပ်နဲ့ရပါတယ်တကယ်လို့ကိုယ်သပင်ထူတဲ့လူဆိုလို့ရှိရင်တော့တထုပ်တသားလောက်သုံးရတယ်ပေါ့နော်အဲ့ဒါဆိုတော့ကိုနှစ်ထုပ်ဝယ်ရမှာပေါ့အဲ့ဒါဆိုလို့ရှိရင်အဆင်ပြေတယ်ဒါလေးအရန်ကိုအဆင်ပြေတယ်သုံးကြည့်ပါနော်တော်တော်လေးကိုအဆင်ပြေတယ်တကယ်လို့လိုချင်တယ်ဆိုလို့ရှိရင်တော့ Viber 3999611235ကနေလာပြီးတော့ဝယ်လို့ရတယ်လို့ဒီဖုန်းနံပါတ်ကနေလည်းမမှုစီမှာလာပြီးတော့ဝယ်လို့ရပါတယ်ရှင်ဒါလေးကအရန်ကိုကောင်းပြီးအရန်ကို hot ဖြစ်နေတယ်သုံးကြည့်ပါနော်